င်းလာလုံနေဒီမှာပလာဇာမှာစားလာကြဘူးဟိုကပန်းဆွဲတော့ restaurant မှာထိုင်ပြီးတော့ဒါအကြီးကောင်ကဝက်လက်မင်းပေါင်းစားကိုရီးယားဒီစာကမ်နေနဲ့နီနီလေးကိုဒီလိုစီတော့ဒါစားဒီဇာရီတမ်းမှာဆိုတော့ဒီဇာကမ်နေပဲတော့ဒီရဲ့ပါစတာလေးရောင်းဒီကအင်းစင်းလည်းလုပ်ပြီးသွားပြီးရင်မေးစားကြပါဦး